ကိုပြတ်နိုင်ပွဲနဲ့တာထွက်လာခဲ့တဲ့ AR 2026-2029 AFC Women Champion League ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိဖို့အတွက်ခြေစစ်ပွဲစဉ်အနေနဲ့ဒီနေ့အောက်တိုဘာ18ရက်နေ့မှာတော့ AR မြို့သမီးအသင်းဟာစင်ကာပူကလပ် Ever အသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရမှာတော့ကိုပြတ်အနိုင်ရရှိခဲ့ပါတယ်။ AR အသင်းရဲ့နီးပြချုပ်ကူမီကိုကတော့စင်ကာပူအသင်းနဲ့ရှင်ပြိုင်ကစားမဲ့အဖွင့်ပွဲစဉ်မှာပြပကစားသမားအများစုကိုအသုံးပြုခဲ့ပြီးတော့စင်မောပြေနော်ထထဝေဖြူဖြူဝင်းဇွန်ယူရဦးဇူလက်နဒီတို့ကိုလည်းထည့်သွင်းအသုံးပြုခဲ့ပါတယ်။ပွဲစားမှာ AR အသင်းဟာကစားသမားအသစ်တွေနဲ့အသားမကျမှုတွေကြောင့်အနှင်းငယ်ရုန်းကန်ခဲ့ရပေမဲ့ပွဲကစားချိန်ကြာမြင့်လာတာနဲ့အမျှ AR အသင်းကကစားကွက်မိလာခဲ့ပြီး Ever အသင်းကိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ AR အသင်းဟာပထမပိုင်းမှာဖြူဖြူဝင်းရဲ့ဂိုးဖန်တီးမှုတွေတိတ်ကားတွေတစ်ဆင့်ရီရူစင်မောပြေတို့ကအပိုင်ဂိုးကန်သွင်းခွင့်တချို့ရရှိခဲ့ပေမဲ့Ever တရဲ့ဂိုးသမားကအကောင်းဆုံးလက်ဆန်းပြကာကွယ်နိုင်ခဲ့တာကြောင့်ဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ AR အသင်းဟာပထမပိုင်းရဲ့မိနစ်တော်တော်များများမှာကွင်းလေကနေတိုက်စစ်ကိုကူးပြောင်းရမှာလိုအပ်ချက်တွေများနေသေးတာကြောင့်သွင်းကိုရရှိဖို့ရုန်းကန်ခဲ့ရပေမဲ့ပေါ်ကစားချိန်35မိနစ်မှာတော့ရီကာဆိုင်ကတကိုယ်တော်ထိုးဖောက်မှုနဲ့ AR အသင်းအတွက်ဥဆောင်ကိုစတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ AR အသင်းဟာဥဆောင်ကိုရရှိပြီးချိန်မှာလည်းနောက်ထပ်ဥဆောင်ကိုတွေထပ်မံရရှိဖို့အတွက်ပုံမတိုက်စစ်မြင့်ကစားခဲ့ပေမဲ့တိုက်စစ်ကစားသမားတွေရဲ့အဆုံးသက်ပိုင်းအားနည်းမှုကြောင့်ပထမပိုင်းပြီးဆုံးချိန်မှာတော့ AR အသင်းက Evers အသင်းကိုတကိုးကုန်းမရှိဆိုတဲ့ရလဒ်နဲ့သာဥဆောင်ထားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ AR အသင်းဟာလိုအပ်နေတဲ့ဥဆောင်ကိုတွေထပ်မံရရှိဖို့အတွက်ဝင်းသိက္ခီထွန်းလင်းမြင့်မို့အစားရှိတဲ့တိုက်စစ်အာတန်တဲ့ကစားသမားတွေကိုထည့်သွင်းပြီးတော့ရှင်ပြိုင်ကစားခဲ့ပါတယ်။ AR အသင်းဟာတိုက်စစ်အာတန်တဲ့ကစားသမားတွေထည့်သွင်းပြီးနောက်ပိုင်းမှာတိတိတတ်တာအလုပ်ဖြစ်ခဲ့သလို Evers အသင်းကိုပထမပိုင်းကထပ်ပုံမဖိအားပေးကစားနိုင်ခဲ့တာကြောင့် Evers အသင်းကပထမပိုင်းကထပ်ပုံမအမှားအများခဲ့ပါတယ်။ဒါကြောင့်လည်း AR အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ဝင်းသိက္ခီထွန်းကပွဲကစားချိန်64မိနစ်နဲ့88မိနစ်တွေမှာ AR အသင်းအတွက်အသွင်းဂိုးတွေကိုထပ်မံသွင်းယူပေးနိုင်ခဲ့သလိုပွဲကစားချိန်68မိနစ်မှာတော့လင်းမြင့်မိုက AR အသင်းအတွက်နောက်ထပ်သွင်းဂိုးကိုသွင်းယူပေးနိုင်ခဲ့တာကြောင့်ပွဲပြီးဆုံးချိန်မှာတော့ AR အသင်းက Ever အသင်းကို4ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ AR အသင်းဟာစင်ကာပူကလပ် Ever အသင်းကိုအခုလိုဂိုးပြတ်နိုင်ပွဲရရှိခဲ့တဲ့ပွဲစဉ်ကြောင့်ခြေစစ်ပွဲကိုအောင်မြင်ဖို့မျှော်လင့်ချက်တွေရှင်သန်လာခဲ့ပြီးဖြစ်ပြီးလာမယ့်ဩဂုတ်လ20ရက်နေ့မှာတော့ No Limit အသင်းနဲ့ထပ်မံရှင်ပြိုင်ကစားတော့ရမှာဖြစ်ပါတယ်။